ဘာဖြစ်လို့ဒီထဲမှာစိန်ရွှေရတနာတွေထည့်ပြီးတော့ထပနာရာလဲထပနာရာဆိုတာထိသွင်းထားဘာလို့ထပနာရာလဲလို့မေးလို့ရှိရင်ဖြေတတ်ဖို့လိုအပ်တယ်ပေါ့မေးလာလိုက်မယ်ကိုယ့်အကိုလည်းပဲဘာအထိပ္ပယ်ရှိတယ်လဲအေးဖះကိုလှူတာပဲဆိုတဲ့အထိပ္ပယ်အပြင်ဘာအထိပ္ပယ်ရှိတယ်လဲနော်ဖះကိုလှူတာဒီပြန်နဲ့လည်းလှူလို့ရဘာအကျိုးရှိကိုယ့်ရဲ့ယရနာတွေတန်ဖိုးရှိတဲ့ယရနာတွေကိုမြုပ်ပစ်လိုက်တာဘာအကျိုးရှိဒီလိုမေးစရာကြီးဖြစ်လာဒီရွယ်ချက်အစစ်ကိုနားလဲသဘောပေါက်ဖို့လိုအပ်တယ်။အဲ့ဒီမဲ့ထာပနာပစ္စည်းယရနာတွေထက်သွင်းတယ်ဆိုတာဗုဒ္ဓဘာသာဝင်နေအနေနဲ့တစ်ဖက်ကမေးလာလို့ရှိရင်ဖြေစရာကဘာလို့ဆိုမြတ်စွာဘုရားရဲ့တတ်တော်မွေတော်တွေကိုစုပြီးတော့ဇေဒီတော်ရှိသမျှကနေပြီးတော့ရှင်မာကတ္တဝတို့ကအဇာတတမင်းနဲ့တိုင်ပင်ပြီးတော့ဓာတုနိဒာနဆိုတာဓာတ်တော်တွေအကုန်လုံးစုပြီးတော့ထားအဲ့ဓာတ်တော်တွေစုပြီးတော့ထားတဲ့အထဲမှာတန်ဖိုးကြီးမားလာတဲ့ဗရမ ्या တတုံးကိုထည့်ထားကိုယ်တော်ထည့်ထားပြီးတော့စာရန်ကဘာရေးထားလို့ဆိုလို့ရှိရင်နောင်ခါကာလမှာတဲ့ဒီစေတိယနိဒာနဓာတုနိဒာနအဆောင်အဦးယိုယွင်းပျက်စီးခဲ့လို့ရှိရင်ဆင်းရဲနွမ်းပါတဲ့ပုဂ္ဂိုလ်တွေဘယင်တွေဟောဒီဗရမ ्या ယရနာကိုရောင်းချပြီးတော့ဒီဓာတ်တော်တိုက်ကြီးကိုပြန်ပြီးတော့ပြင်ဆင်ပါဆက်ဆံရမှာနော်အဲ့ဒါဟာယရနာပစ္စည်းထက်သွင်းခြင်းရဲ့အဓိပ္ပာယ်တစ်ခုပဲကြီးညိုလို့ထည့်တာကတစ်ခုနော်ကြီးညိုတဲ့အပြင်ဘာထည့်ထားတော့အေးနောက်တစ်ချိန်ကျတော့သင်္ခါရသဘောတရားအရာစေတီဆိုတာယိုရင်းပြပြသွားမှရှိတယ်အဲ့ဒီယိုရင်းသွားတဲ့စေတီတော်ကြီးမတတ်နိုင်တဲ့အချိန်မှာမပြင်နိုင်ပါဆိုလို့ဒီထဲမှာပါလာတဲ့တန်ဖိုးရှိတဲ့ယရနာတွေကိုရောင်းချပြီးဇေဒီကိုအသစ်ပြင်ပါဆိုလို့တယ်ပေါ့အဲ့ဒီအဓိပ္ပာယ်နဲ့ထည့်လာရနေခုတော့ပူဇော်တယ်ဆိုတာလောက်လေးနဲ့တင်မယ်ထည့်ကြတာတွေများလာတယ်